အားလုံးပဲမင်္ဂလာပါကိုပြိုးမန္တလေးအိမ်ချမ်းမြေရပါခင်ဗျာကျွန်တော်ခုကမိတ်ဆက်ပေးမှာတော့စက်မှုတွေကလာလာဖရီထဲမှာရှိတယ်ကျွန်တော်တို့ဆွဲတော်ကားကြီးဝင်းနဲ့လည်းနီးမယ်ပြီးတော့လမ်းတင်လဲလိုချင်တယ်ဆိုတော့မိတ်ဆွေတွေအတွက်အဆင်ပြေမဲ့နေရာလေးပဲဖြစ်ပါတယ်ရောင်းချပေးမဲ့မြေကွက်လေးကတော့ဒီမြေကွက်လေးဖြစ်ပါတယ်ခုကျွန်တော်ရောက်ရှိနေတဲ့လမ်းကတော့69မိန်းလမ်းမကြီးဖြစ်ပြီးတော့မှ141နှစ်မိန်းတောင်မှာတည်ရှိတဲ့ခရံမြေကွက်လေးပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့68လမ်းပေါ်ကိုသူကပေ120တင်မယ်အရှိဘက်ကိုတော့40ပေါ့နော်120 40အကျယ်ရှိပါတယ်ခင်ဗျာကျွန်တော်တို့ဆွဲတော်ကားကြီးဝင်းနဲ့လည်းနီးတာဖြစ်တဲ့အတွက်ကားထားမလားဒါမှမဟုတ်ဂိုတောင်ပဲစောက်ပြီးတော့ပစ္စည်းတိုးလောင်မလားအဆင်ပြေတဲ့နေရာလေးဖြစ်ပါတယ်ခင်ဗျာပတ်ပတ်လည်မှာလည်းဂိုတောင်များစွာရှိပါတယ်ဟုတ်ကဲ့ဒီမြေခွက်လေးရဲ့အလှည့်ကတော့ကျွန်တော်တို့အနောက်လဲတောင်လဲမြောက်လဲအလှည့်လေးကလည်းတုံးဘက်လဲဖြစ်ပါမယ်ခင်ဗျာလမ်းတင်မြေခွက်လေးဖြစ်ပြီးတော့မြင်းတဝင်းပေ120အကျယ်ရှိပါမယ်အခုကျွန်တော်ရောက်ရှိနေတဲ့လမ်းကတော့ကျွန်တော်တို့ပေ60လမ်းဖြစ်ပါတယ်ခင်ဗျာပိုင်ဆိုင်မှုစာရွက်စာတမ်းကတော့ဂရန်နဲ့ရရှိမှာဖြစ်ပါတယ်ခင်ဗျာဒီမြေကွက်လေးကိုရောင်းချပေးမဲ့ဈေးနှုန်းကတော့ကျပ်သိန်း2800ကိုညှိနှိုင်းဈေးနဲ့ရရှိမှာဖြစ်ပါတယ်မိတ်ဆွေတို့စိတ်ဝင်စားတဲ့ဆိုရင်0925959636ကိုဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်အားလုံးကိုကျေးဇူးပါခင်ဗျာ